Tecno ရဲ့ Power Series ကကျွန်တော်မြန်မာနိုင်ငံမှာအရင်မှအောင်မြင်တယ်ဒီ series ဒီ budget gaming ကိုမှသူက battery ဘိုင်းနဲ့ performance ဘိုင်းကိုအကောင်းဆုံး compromise လုပ်ပြီးတော့ပွဲထွက်လာတဲ့ series လို့ပြောလို့ရပါတော့ကျွန်တော်ကဆိုလို့ရှိရင်ဗျာ Tecno ရဲ့ Power Series မှာ Power 1နဲ့အစပြီး review လုပ်လာခဲ့ရတာအခုဆိုလို့ရှိရင်တော့ Tecno ရဲ့ Power 7 Ultra ထိကိုရောက်ခဲ့ပြီပေါ့နော် Tratando respirar, agárrame fuerte contra ti. မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ Tecno ကနေပြီးတော့အသက်ဆက်ဆက်ထွက်လာဖြစ်တဲ့ Tecno ရဲ့ Power 7 Ultra ကိုကျွန်တော်အနေနဲ့က first impression လေးလုပ်ပေးမယ်ပေါ့နော်ဒီ phone ရဲ့ design ကဆိုလို့ရှိရင် Cyber Design Gaming Legend ဆိုတဲ့ concept နဲ့ပွဲထွက်လာတဲ့ phone ဖြစ်တယ် look ကတော့အရင်မှ futuristic ဖြစ်တယ်ပေါ့နော်ဒီ phone ရဲ့အဓိကရွယ်ချက်ကဆိုလို့ရှိရင်ဒီ gaming နဲ့ battery ကိုအဓိက focus ထားတဲ့ user တွေအတွက်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားတဲ့ phone တစ်လုံးလည်းဖြစ်တယ်ဒီနေ့မှာဆိုလို့ရှိရင်တော့အသက်ဆက်ဆက်ထွက်လာဖြစ်တဲ့ Tecno ရဲ့ Power 7 Ultra က gaming ဘက်မှာပဲချက်တွေအားသာလဲဒီ phone ရဲ့အဓိကအားသာချက်တွေကဘာတွေဖြစ်လဲဆိုတာကျွန်တော်လည်းပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Evan ထုံးစံတိုင်း design ပိုင်းပဲစမယ်နော် design ပိုင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ phone ဒီ Tecno ရဲ့ Power Series တွေရဲ့ထုံးစံတိုင်းပဲလုံးဝမှခက်ရှစ်ပြေးတဲ့ Cyberpunk themes နဲ့ပွဲထွက်လာကျွန်တော်တို့တွေ့ရတယ်နောက်ကျောဘက်မှာဆိုလို့ရှိရင်တော့အရင်ကျွန်တော် Tecno Power Series တွေမှာတွေ့ခဲ့မှုတဲ့ geometric design ကိုမှလုံးဝခက်ရှစ်အပြေးဆုံးအမိုက်ဆုံးဖြစ်အောင်ဖန်တီးပေးတာကျွန်တော်တို့တွေ့ရတယ်ဒီ phone ဆိုလို့ရှိရင်ဗျ triangle shape camera band နဲ့မှာ camera 3လုံးကိုထည့်ပေးတာကျွန်တော်တို့တွေ့ရတယ် triangle shape camera bank ဆိုတာတော့ဗျ Tecno ရဲ့ Power Series ပရိသတ်တွေအကုန်လုံးနဲ့ရင်းနှီးပြီးသားဒီ power ရဲ့ stability ကိုကုန်စားပြုတယ်လို့ဆိုလိုတယ်ကင်မရာဘက်ပတ်လည်မှာဆိုလို့ရှိရင်တော့ stated lighting system ကိုထည့်ပေးထားတယ် mini LED ပေါင်း104လုံးထိပါဝင်တာကျွန်တော်တို့တွေ့ရပါတော့ဒီ phone ဆိုလို့ရှိရင် game ကိုဆော့ရတာဝါသာပါတဲ့လူငယ်တွေကြားထဲမှာဆိုလို့ရှိရင်အရောက်မှာ fresh လို့ဖြစ်နေမယ်အရောက်မှာခစ်ရှစ်ပြေးပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ attention ရတဲ့ phone လုံးဖြစ်နေမှာသိကြတယ်ဝိတ်နေပြောရမယ်ဆိုလို့ရှိရင်198 gram လေးကျွန်တော် smartphone လောကမှာဆိုလို့ရှိရင်200 gram out phone တွေဆိုတာကဒါပေါ့တယ်လို့ပဲပြောလို့ရမှာနော်ခေါင်းတစ်ချက်ပြောရမယ်ဆိုလို့ရှိရင်200 gram out ဆိုပေမဲ့သူက battery နဲ့ဆိုလို့ရှိရင်တော့6000 mAh battery ကိုအသုံးပြုပေးတာပါနော်ဆိုတော့ဒီလောက် battery ပမာဏမှာဒီလောက် weight ပဲရှိတယ်ဆိုတာကတော်တော်လေးမှအဆင်ပြေတယ်ဒါထဲမှာ1နဲ့သုံးမယ်ဆိုလို့ရှိရင်လည်းတော်တော်လေးမှအဆင်ပြေတဲ့အလေးချိန်ပမာဏလို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်ဒါပြင်မှာ IP64 water and dust resistant ပါဝင်တာဖြစ်တဲ့ကြောင့်တာမန်ရေဆိုတာရေစင်တာနဲ့ဖုံတယ်တော့ခံနိုင်ရှိရလို့တော့ပြောပြရစီနောက်တဲ့သတင်းကောင်းကကျတော့ဒီ phone ရဲ့ base quality က game ကိုအကြာကြီးကစားမဲ့လူငယ်တွေအတွက်ဆိုလို့ရှိရင်တော့အဆင်ပြေရလို့ပြောလို့ရတယ်။ဒီကတော့ဒီဘေးပေါင်ပေါ့နော်။ဘေးပေါင်တွေက rounded ဖြစ်တာဖြစ်တဲ့ကြောင့်ကျွန်တော်တို့လက်ထက်မှာကင်မယ်ဆိုလို့ရှိရင်လည်းဒီလက်ကိုထောက်နေတာတွေလာရှတာတွေအဲ့လိုမျိုးမဖြစ်တော့ဘူးကျွန်တော်တို့ long time gaming တွေအတွက်ဆိုလို့ရှိရင်လည်းကင်ရ hand feeling ကတော်တော်လေးကိုမှကောင်းတယ်လို့ပြောလို့ရတယ်နော်။နောက်တစ်ခုသဘောကျအချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီ phone ရဲ့ haptic feedback ပေါ့နော်။သူ့ရဲ့ haptic feedback ကတော်တော်လေးကိုမှကောင်းတယ်ကျွန်တော်တို့ဗျခလုတ်မရှိဘူးဒါပေမဲ့ screen ကိုနှိပ်ရတာပဲဒါပေမဲ့သူ့ရဲ့ haptic feedback ကတော်တော်လေးကောင်းတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ခလုတ်တစ်ခုကိုနှိပ်နေရဆိုတဲ့ခံစားချက်မျိုးကိုရပါတော့။ long time gaming မှာဆိုလို့ရှိရင်ဒီလိုမျိုး haptic feedback ပါဝင်တာဖြစ်တဲ့ကြောင့်တော်တော်လေးကိုမှကောင်းမွန်တဲ့ gaming experience ကိုရလိမ့်မယ်လို့ကျွန်တော်တို့ပြောပြရစီကျွန်တော် display ကြောင်းဆက်ပြီးတော့သွားလိုက်အောင်ပါနော် display နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့6.6 ခုနှစ်လက်မရှိတဲ့ display ကိုမှ 1.5K AMOLED display နဲ့လာမယ် 144 Hz refresh rate ရမယ်ပေါ့နော်ဒီ phone ရဲ့ display ရဲ့ရုပ်ထွက်တရားဆိုလို့ရှိရင်တော်တော်လေးမှ sharp ဖြစ်တယ်လို့ပြောလို့ရတယ် color တွေကလည်းဗျ AMOLED screen ဖြစ်တာဖြစ်တဲ့ကြောင့်အရင်မှ vibrate ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ display မှာဆိုလို့ရှိရင်ကျွန်တော်က game ဆော့တာတွေမကဘဲနဲ့ရုပ်ရှင်တွေကြည့်မယ်ဆိုလို့ရှိရင်လည်း media consumption experience ကိုတော်တော်လေးကောင်းအောင်ရမယ်လို့ကျွန်တော်ပြောချင်တယ်ဒါပြင်မှာတော်တော်လေးမှ immersive ဖြစ်တဲ့ viewing experience ကိုရတယ်လို့ကျွန်တော်တို့ပြောချင်တယ်ပေါ့နော်ဆိုတော့ peak brightness တွေဆိုလို့ရှိရင်လည်း4500 nits ပါဝင်တာဖြစ်တဲ့ကြောင့်ကျွန်တော်ဒီ set night နေရာအောက်တက်တဲ့မှာသုံးမယ်ဆိုလို့ရှိရင်တော့မှဒီ peak brightness ကလုံလောက်တဲ့ peak brightness လို့ပဲပြောပြရစီAMOLED display ဖြစ်တာဖြစ်တဲ့ကြောင့်ဒီ phone မှာဆိုလို့ရှိရင်တော့ under display fingerprint scanner ကိုပဲအသုံးပြုပေးထားတယ်သူ့ရဲ့ under display fingerprint scanner ကလည်းကျွန်တော်အခုစမ်းကြည့်ရသလောက်ဆိုလို့ရှိရင်တော်တော်လေးပါမြန်တယ်ပေါ့နော်ထိလိုက်တာနဲ့ပွဲထိပွင့်မယ်တစ်ဆက်တည်းမှာကျွန်တော် software ကြောင်းလေးပြောပြချင်တယ်ပေါ့နော်ဒီ phone ဒီသူက gaming အတွက်ရည်ရွယ်ပြီးထုတ်ထားတာဖြစ်တဲ့ကြောင့်သူ့ရဲ့ UI design ဆိုလို့ရှိရင်အရင်မှသူက gaming ဆန်အောင်လုပ်ပေးတာပေါ့နော်သူကလုံးဝ cyber style UI design ဆိုတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာတယ်ဒီထဲမှာဆိုလို့ရှိရင်လည်းသူ icon mount 1000ကျော်တစ်တစ်ချာချာလေး redesign လုပ်ထားပါပေါ့နော်ဆိုတော့ gaming အငွေ့သက်တွေရတဲ့ UI ကိုပိုင်ဆိုင်တဲ့ phone လုံးလို့ပြောပြရစီperformance နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ phone ကဆိုလို့ရှိရင် MediaTek ရဲ့ Dimensity 8350 Ultimate 4nm processors ကိုအသုံးပြုပေးတာပါနော် benchmark score ရဆိုလို့ရှိရင် Antutu score မှာဆိုလို့ရှိရင် 1.4 million ကျော်ထိရကျွန်တော်တို့တွေ့ရRAM ကတော့ 12GB RAM ရဲ့ storage ကကျ 256GB storage နဲ့လာမယ်ခေါင်းတစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်ဒီ phone မှာအပူကိုထိန်းချုပ်ဖို့အတွက် vapor chamber ရဲ့နောက်တစ်ခါကျ advanced thermal material ကိုထည့်သွင်းပေးထားတာဖြစ်တဲ့ကြောင့် game ဆော့တဲ့ခါကျလို့ရှိရင် thermal ဘက်မှာကောင်းကောင်းကြီးကိုမှ control လုပ်နိုင်မယ်လို့တော့ Tecno ကဆိုထားတယ်ဒီ phone ရဲ့ highlight feature ဖြစ်တဲ့ battery ကြောင်းလေးဆက်ပြီးတော့ပြောပြချင်ပါတယ်ခင်ဗျာ battery နဲ့ဆိုလို့ရှိရင်တော့ Tecno ရဲ့ Power 7 ဆိုလို့ရှိရင်6000 mAh battery အကြီးနဲ့လာတယ် 70W first charging ပါဝင်တာကျွန်တော်တို့တွေ့ရပါတော့ဒီ phone က bypass charging 2.0 ပါဝင်တာဖြစ်တဲ့ကြောင့်အာသညိုတက်လက်နဲ့ game ဆော့မဲ့ gamer တွေအတွက်ဆိုလို့ရှိရင်လည်း safety ဘက်မှာလုံးဝမှစိတ်ချ
gaming ဘိုင်းဦးစားပေးထားဖြစ်တဲ့ကြောင့် camera ဘိုင်းမှာကျတော့အားနည်းမှလားလို့တချို့ကလည်းသိကောင်းသိကြလိမ့်မယ်နောက်ကျောဘက်မှာ 1.8 megapixel main camera ရဲ့8 megapixel ultra wide ဆိုပြီးတော့ပါဝင်နေပါတော့ဆိုတော့ 1.8 megapixel main camera နဲ့ရိုက်တဲ့ပုံရိပ်တွေကဆိုလို့ရှိရင်အဓိက lighting ကောင်းကောင်းရတဲ့နေရာတွေမှာရိုက်မယ်ဆိုလို့ရှိရင်ပုံထွက်တွေတော်တော်လေးမှကောင်းတာကျွန်တော်တို့ကတွေ့ရပါတော့ Tecno ကအရင်တော့ဆိုလို့ရှိရင် battery ဘိုင်း gaming ဘိုင်း performance ဘိုင်းကိုပဲအဓိကဦးစားပေးပြီးလုပ်တယ်ဆိုပြီးဒီနေ့မှာဆိုလို့ရှိရင် camera လည်းတော်တော်လေးမှတိုးတက်လာကျွန်တော်တို့ကတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် sample ရိုက်ထားတဲ့ပုံလေးတွေပြပေးထားပါရှင်းပြပါဆိုလို့ရှိရင်30 megapixel selfie camera တစ်လုံးနဲ့ဝယ်ပန်ရှိုးထဲမှာထည့်ပေးရတယ်ပုံထွက်တွေကဆိုလို့ရှိရင်တော်တော်လေးကိုမှ sharp ဖြစ်တယ်မြင်အောင်ပြောမယ်ဆိုလို့ရှိရင် natural sun နဲ့ပေါ့နော် selfie camera မှာဆိုလို့ရှိရင် main ကလေးတွေအဓိကသုံးဖို့အတွက်အဲ့လိုမျိုးအရင်ချောအောင်လုပ်ပေးလိုက်တာမဟုတ်ဘဲနဲ့တော်တော်လေးကိုမှ detail ကောင်းတာကျွန်တော်တို့တွေ့ရတယ်ကြည့်ရဒီဖုန်းကယောက်ျားလေးအတွက်ရည်ရွယ်တာဖြစ်တဲ့ကြောင့်ဟို selfie ကိုအရင်မချောဘဲနဲ့ natural ပုံစံမျိုးရအောင်လုပ်ပေးတာလို့ကျွန်တော်တို့ထင်ပါတယ် verdict ပေါ့နော်အချုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ Tecno ရဲ့ Power Series ကကျွန်တော်မြန်မာနိုင်ငံမှာအရင်မှအောင်မြင်တယ်ဒီ series ဒီ budget gaming ကိုမှသူက battery ဘိုင်းနဲ့ performance ဘိုင်းကိုအကောင်းဆုံး compromise လုပ်ပြီးတော့ပွဲထွက်လာတဲ့ series လို့ပြောလို့ရပါတော့ကျွန်တော်ကဆိုလို့ရှိရင်ဗျာ Tecno ရဲ့ Power Series မှာ Power 1နဲ့စပြီး review လုပ်လာခဲ့ရတာအခုဆိုလို့ရှိရင်တော့ Tecno ရဲ့ Power 7 Ultra ထိကိုရောက်ခဲ့ပြီပေါ့နော်ဒီနှစ် Tecno Power 7 Ultra ဆိုလို့ရှိရင်သူတို့ရဲ့ direction တိုင်းပဲ gaming ဘိုင်း battery ဘိုင်းအကောင်းဆုံးလုပ်နိုင်တဲ့အပြင်မှာကျန်တဲ့ဘိုင်းတွေမှာဆိုလို့ရှိရင်လည်း upgrade တွေလုပ်လာတယ်အဓိကသဘောကျဆုံးဘိုင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီနှစ် design ကအရန်ဟိုမှာ futuristic ဖြစ်ပြီးကြည့်ရအရန်ဟိုမှာမိုက်တယ်ပေါ့နော်ဆိုတော့ budget gaming ကိုချစ်မြတ်နိုးတယ် battery ဘိုင်း performance ဘိုင်းမှာလည်းကောင်းကောင်းကြိုက်တဲ့လူငယ်တွေကတော့ဒီဖုန်းကိုရောင်းမလောက်အောင်ထပ်ပြီးတော့အားပေးပြီးတော့အရန်မှာအောင်မြင်မဲ့ model တစ်ခုလို့မြင်ပြီးပါတယ်လို့ပြောနေပဲ video လို့ဒီမှာပဲဆုံးသက်ပေးချင်ပါတယ်ခင်ဗျာ